ရဲ့နော်ကျွန်တော်တို့ digital ရဲ့ဆွမ်းမကကိုတင်တော့ကျွန်တော်အချိန်ကဘယ်လောက်မှမရတော့ဘူး rule number 8ကိုကျွန်တော်သွားမယ် rule number 7ကိုမမြင်လားဘူး rule number 7ကဘာလဲမသိဘူး physical တော့ကျွန်တော် physical နဲ့ဘာပေါင်းတာလဲ digital ကိုပေါင်းအဲ့တော့ physical နဲ့ digital ပေါင်းပြီးနောက်ဆုံးကျွန်တော်သေချာပေါင်းအောင်မြင်စေတဲ့လေးကိုကျွန်တော်ပေးခဲ့ပါမယ်အဲ့ဒီသေချာပေါင်းအောင်မြင်စေတဲ့လေးကတော့ rule number 8ဖြစ်ပါတယ်မအောင်မြင်မချင်းမရက်ပါနဲ့ရက်လိုက်လို့မအောင်မြင်တာအဲ့တော့ဘယ်သူမှအောင်မြင်လာရင်မရက်ဘူးမအောင်မြင်လို့ရက်ကြတာနော်ကျွန်တော်အလုံးလုံးနဲ့အောင်မြင်လာရင်ဘယ်သူမှမရက်ဘူးမအောင်မြင်လို့ရက်ကြတော့မအောင်မြင်တာတော့ကျွန်တော်ဆိုတာလေးအဲ့ဒီ shop point အရေးကြီးတယ်လူတိုင်းမှာအောင်မြင်ဘယ်သူမှလုံးရဲ့အလုံးဖြစ်ဘယ်သူမှမရက်ဘူးဒါပေမဲ့ဘယ်သူမှစားလို့အလုံးမဖြစ်ဘူးကျွန်တော်တို့ဟောပြောတဲ့လူတွေလည်းဘယ်သူမှစသဖြင့်ဘယ်သူမှကျွန်တော်တို့အလုံးမဖြစ်ဘူးအလုံးမဖြစ်တာလည်းအများကြီးပဲဒါကြောင့်မအောင်မြင်မချင်းမရက်ပါနဲ့ဝိဇ္ဇာရဲ့ဒီစကားလေးတော့သိတော့ကြငရဲကိုဖျက်ရှောက်နေရပြီဆိုရဲနေလို့မရဘူးဆက်တာရှောက်နေတော့မအောင်မြင်ဖြစ်နေတဲ့အချိန်မှာရဲနေတော့ပို့ဆုံးသွားလိမ့်မယ်ကျွန်တော်တို့ကအောက်ကိုရောက်သွားလိမ့်မယ်ဒါကျွန်တော်တို့မရမနာကျွန်တော်တို့ကပို့ဆုံးတယ်ကျွန်တော်တို့ဒီလိုပို့ဆုံးတယ်ဆန္ဒအဖြစ်နဲ့ကျွန်တော်တို့ခုံနေရတယ်လို့ကျွန်တော်ပြောရမလားလောက်နေလည်းမကောက်ခုံကြိုးစားမယ်ဖြစ်ပါတယ်အဲ့တော့ဘဝမှာကျွန်တော်စပြီးတော့ဟောတော့ပြောတယ်ဒါကျွန်တော် throw ခံကြည့်တဲ့ဟာလေလိုခဲ့တဲ့စနေစကားလေးပေါ့ကြာဖို့လည်းမလုပ်ဘူးဒီဘက်စကားလေးတော့ဆိုရင်ဒါ online ပေါ်မှာဒီမှာကြည့်ပါနော်လေရဲရှိတိုက်ပေါင်းများစွာကိုတင်ပိုင်စကားလေးနဲ့ဒီ post အောက်မှာ see you at the top လို့ comment ရေးတော့ပုံကလည်းဒီလိုမတော့ဘုံလို့ဘန်းလို့ဘယ်ရချတာလဲမသိဘူးဒီမှာလည်းရေးထားတယ်ဘယ်တော့မှဆိုသူများရဲ့အထက်မှာပဲနေကြတော့လင်းတိုင်းတော့ကြောက်တတ်စေခဲ့ဘွားဆိုတော့လက်ရှိတဲ့တို့ကျတော့နွားကိုရေးတိုင်းပေါ်တင်ထားတယ်ရေးစပေါ်တင်ထားပြီးတော့လင်းတိုင်းတော့စာအုပ်များအဖတ်များတော့ကွာကျွန်တော်ကတော့ပြောသလိုပဲကျွန်တော် see you at the top ဆိုတို့ကတော့ပဲကျွန်တော်စိတ်ရကြဒီနေ့မှာကျွန်တော်သိုးပါလို့ပြောတော့တို့ပြန်အောင်တရိရတယ်တကယ်ပြောတာဒါပေမဲ့ကျွန်တော်တို့ကပြောသလိုအဲ့လိုကျွန်တော်တို့ဘယ်လိုပဲကျွန်တော်တို့ကိုဝေဖန်မှုရှိကျွန်တော်တို့ကြိုးစားတဲ့အချိန်မှာကျွန်တော်ဒီနေ့မှာကျွန်တော်ဘုံပြီးပေါင်း190ကျော်ကျွန်တော် corporate training တင်ပြီးသွားတယ်ဟောပြောပေါင်းများစွာလည်းကျွန်တော်ပြောပြီးသွားတယ်အဲ့တော့ခက်နေတဲ့အချိန်မှာဘာဖြစ်လို့လဲမရက်ဘူးလို့ပါတယ်ကျွန်တော်တို့ကအောင်မြင်လာတဲ့အချိန်မှာတော့မရက်ပါနဲ့လို့ကျွန်တော်ပြောကြမှာလို့အမြဲတမ်းဆက်ကြိုးစားပါဒါကြောင့် rule number 8ဒီဘယ်တော့မှမရက်ပါနဲ့အထူးသဖြင့်အလုံးမဖြစ်ရင်မရက်ပါနဲ့မရက်ရလို့ပြောတာဒီတိုင်းဆက်လုပ်ပါလို့ပြောတာတော့မဟုတ်ဘူးတစ်ခါတလေတိုင်းမဟာဗျူဟာလေးဗျူဟာတော့ဘာလို့လို့လဲ training ကြောင်းလဲဖို့ကတော့လိုအပ်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုမင်းပြောတာကကောင်းတယ်ဒါပေမဲ့ငါတို့နိုင်ငံပြည်တဲ့အတိုင်းပဲငါတို့အခြေအနေကပြည်တဲ့အတိုင်းပဲသင်ငါတို့ကနောက်ကျနေတာဘယ်လိုလုပ်စူးစမ်းကြမလဲဘာလို့လဲနေတိုင်းတော့မဟာဗျူဟာဆွဲထားတယ်နောက်ကျနေပြီလားမဟာဗျူဟာဆွဲထားပါလေကျွန်တော်တို့ကတော့နော်လက်ဖြစ်နေတယ်လေကျွန်တော်တို့ဘာလုပ်မလဲဒိန်းကပ်ပြီးတော့အရှိကိုဆက်ပါဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့အချိန်အကန့်အသတ်လည်းရှိတဲ့အတွက်ကျွန်တော်နိုင်ဝက်ပတ်ကြည့်ပါပဲအဲ့တော့ကျွန်တော်ချက်ကိုဒီလို Europe Society ကိုကျွန်တော်ပြောခဲ့ပါတယ်အရေးအကြီးဆုံးအချက်ကတော့ဘယ်တော့မှမရက်ပါနဲ့ကျွန်တော်တို့ဟာမအောင်မြင်မချင်းနီးလန်းအစ်တွေနဲ့ကျွန်တော်တို့စူးစမ်းဖို့လိုပါတယ်လူတွေကိုမေတ္တာအားသာချက်အလကားပေးနိုင်တဲ့နေ့မှာကျွန်တော်တို့ဒီအောင်မြင်လာမှာဖြစ်ပါတယ်လို့ပြောကြလိုပါတယ်ဒီလိုနဲ့ပြန်တွေ့ကြပါမယ်အခုလိုပြောကြမရအောင်ဒါဖိကြတဲ့ Elegant ဆရာပိုင်းနဲ့ဒါတို့ Elegant Founder တွေ Elegant Family အားလုံးကျေးဇူးတင်ပါတယ်ပြန်တွေ့မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်ပြန်တွေ့မယ်ဆိုရင်ဒီထက်ပိုပြီးတော့ဖွင့်ပြအခုလည်းအောင်မြင်တယ်ဒါပေမဲ့ Elegant စီအဲ့ဒီချိန်ကျရင်ဟလာ Asian နိုင်ငံတွေလည်းသုံးလာမယ်ဒီကမ္ဘာလုံးလည်းသုံးအောင်ကျွန်တော်တို့ကဒီလောက်ကြီးကြိုးစားကြအောင်နော်ကျွန်တော်တို့ဒီထက်ပိုပြီးအောင်မြင်တဲ့ Elegant စီဒီနေ့အောင်မြင်တဲ့ local brand ကနေ global brand ဖြစ်လာနော်အောင်မြင်တဲ့ Elegant ပါအောင်မြင်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့စီးလုံးကြီးရုပ်တဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မှာအောင်မြင်တဲ့နိုင်ငံအောင်မြင်တဲ့လူမျိုးတွေဖြစ်အလုံးတစ်စလုံးရင်းနဲ့မင်္ဂလာရှိစွာပြန်လည်ဆုံစည်းကြပါလို့ပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ